ရိုနယ်ဒိုနဲ့မတူညီတဲ့စံချိန်လေးတစ်ခုထပ်မံတင်ရှိလိုက်တဲ့မက်ဆီဘောလုံးလောကရဲ့အေဂရစ်နှစ်ပါးဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုသူတို့နှစ်ယောက်ထဲမှာဘသူကဂုတ်အစ်စ်မှန်လဲဆိုတဲ့မေးခွန်းဟာမနေ့ကပွဲပြီးမှတော့အဖြေတစ်ခုစီကိုဥတီတွားခဲ့ပါပြီ2026ကမ္ဘာဖလားအုပ်စု G ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာဂျော်ဒန်အသင်းကိုအာဂျင်တီးနား 3-1 နဲ့အနိုင်ရရှိခဲ့ပြီးတော့ပွဲချိန်မိနစ်80မှာသွင်းယူလိုက်တဲ့မက်ဆီရဲ့အဖိုးတန်ဂိုးဟာဘောလုံးသမိုင်းကိုတစ်ဖက်သက်ပြောင်းလဲပစ်လိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့မက်ဆီအသစ်ရေးထိုးလိုက်တဲ့9ပွဲဆက်တိုက်ကမ္ဘာဖလားဂိုးသွင်းစံချိန်အပါအဝင်မဟာမတ်တန်းကြီးတွေကိုသူ့ရဲ့ရတပံပြိုင်ဘက်ခရစ္စတီယာနိုရိုနယ်ဒိုနဲ့နှိုင်းယှဉ်ပြီးတော့အကျယ်တဝင့်ခွဲခြားစိတ်ဖြာတင်ဆက်ပေးသွားမှာမို့လို့အဆုံးထိစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာယခုတစ်ဖန်ပထမဆုံးအနေနဲ့မက်ဆီတင်ရှိထားတဲ့စံချိန်ကတော့ကမ္ဘာဖလားပြိုင်ပွဲ9ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့စံချိန်ပဲဖြစ်ပါတယ်မက်ဆီဟာ2022ကာတာကမ္ဘာဖလားရဲ့ဆင့်မြင့်ရှုံးတွက်ပွဲစဉ်တွေဖြစ်တဲ့ဩစတြေးလျနဲ့ပွဲနယ်သာလန်နဲ့ပွဲခရိုအေးရှားနဲ့ပွဲအပါအဝင်ပြင်သစ်နဲ့ဘူလူပွဲ၄ပွဲစလုံးမှာဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်အဲဒီနောက်ယခုကျင်းပနေတဲ့2026ကမ္ဘာဖလားအုပ်စု G ရဲ့အုပ်စုပွဲစဉ်3ပွဲစလုံးမှာပါထပ်မံဂိုးသွင်းယူနိုင်ခဲ့တာကြောင့်စုစုပေါင်း9ပွဲဆက်တိုက်ကမ္ဘာဖလားမှာဂိုးသွင်းယူနိုင်တဲ့တမိုင်းတစ်လျှောက်ပထမဆုံးလူဖြစ်လာခဲ့ပါတယ်မက်ဆီကတော့ပြန်ပွဲတစ်ခုကိုဖျက်ချော်ပြီးသူ့ရဲ့ဂိုးသွင်းစမ်းရည်ကိုတက်တည်ပြသသွားခဲ့ပါပြီဒါဆိုရင်မက်ဆီရဲ့မဟာပြိုင်ဘက်ခရစ္စတီယာနိုရိုနယ်ဒိုရဲ့မှတ်တမ်းကတော့ဘယ်လိုရှိလဲခရစ္စတီယာနိုရိုနယ်ဒိုဟာကမ္ဘာဖလားပြိုင်ပွဲ9ချိန်စလုံးမှာဂိုးသွင်းယူဘူးတဲ့တူတဲ့တော့ကစားသမားအဖြစ်စံချိန်တင်ထားနိုင်ခဲ့တာမှန်ပေမဲ့ကမ္ဘာဖလားပွဲစဉ်တွေမှာယခုလိုမျိုး9ပွဲတောက်လျှောက်ဇက်တိုက်ဂိုးသွင်းယူနိုင်တဲ့ consistency မျိုးတော့မရရှိခဲ့ဘူးပါဘူးမက်ဆီကတော့ပြိုင်ပွဲနှစ်ခုကိုဖျက်ချော်ပြီးသူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုတက်တည်ပြသွားခဲ့ပါပြီဒုတိယတစ်ချက်ကတော့တမိုင်းတစ်လျှောက်ကမ္ဘာဖလားသွင်းကိုအများဆုံးစံချိန်ပဲဖြစ်ပါတယ်။မနေ့ကဂျော်ဒန်နဲ့ပွဲရသွင်းကိုကြောင့်မက်ဆီရဲ့ကမ္ဘာဖလားသွင်းကိုစုစုပေါင်းဟာ19ဂိုးထိရှိလာခဲ့ပြီးဂျာမနီကန်ဝင်မီလိုစလက်ကလိုစီတင်ထားတဲ့စံချိန်ဟောင်း16ဂိုးကိုကျော်ဖြတ်ခါတမိုင်းတစ်လျှောက်အမြင့်ဆုံးနေရာကိုရယူသွားနိုင်ခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရိုနယ်ဒိုကိုပြန်ကြည့်အောင်ရိုနယ်ဒိုဟာ professional တက်တန်းတစ်လျှောက်သွင်းကိုစုစုပေါင်းမှာကမ္ဘာအများဆုံးသွင်းယူထားနိုင်သူဖြစ်ပေမဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးတစ်ခုထဲမှာတော့သွင်းကို10ဂိုးသာရှိထားတာကြောင့်မို့လို့မက်ဆီရဲ့19ဂိုးစံချိန်နဲ့ရှင်အတော်လေးကွာဟသွားခဲ့တာကိုတွေ့ရမှာပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကတော့ကစားသမားတက်တန်းကြာရှည်မှုနဲ့ပွဲအများဆုံးကစားနိုင်တဲ့စံချိန်ပါပဲမက်ဆီဟာမနေ့ကဂျော်ဒန်နဲ့ပွဲပြီးမှာကမ္ဘာဖလားပွဲစဉ်စုစုပေါင်း29ပွဲထိကစားထားပြီးဖြစ်လို့တမိုင်းမှာကမ္ဘာဖလားအကြိမ်အများဆုံးကစားသမားအဖြစ်မိမိစံချိန်ကိုထပ်မံချိုးဖျက်နိုင်ခဲ့ပါတယ်ရိုနယ်ဒိုကလည်းကစားသမားပေါ်ကတက်တန်းတစ်လျှောက်ပွဲပေါင်းများစွာကစားခဲ့ပြီးနိုင်ငံတကာပွဲထွက်ဆုံးမှုအများဆုံးစံချိန်ကိုပိုင်ဆိုင်ထားသူပါဒါပေမဲ့ကမ္ဘာဖလားအဆင့်မှာတော့မက်ဆီရဲ့29ပွဲစံချိန်ကလက်ရှိထိတော့အသာစီးရနေစေဖြစ်ပြီးတော့အုပ်စုအဆင့်9ချိန်စလုံးမှာသွင်းကိုသွင်းယူထားနိုင်တဲ့ရိုနယ်ဒိုရဲ့စံချိန်ကိုမက်ဆီကအခု2026မှာကမ္ဘာဖလား6ချိန်မြောက်ပါဝင်ကစားခြင်းနဲ့တုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်မနေ့ကပွဲကိုတေချာဝေဖန်ရရင်ဂျော်ဒန်အသင်းဟာဒုတိယပိုင်း55မိနစ်မှာသူတို့ရဲ့ကျယ်ပွဲမူဆာအက်တာမာရီရဲ့ဂိုးနဲ့အာဂျင်တီးနားကို2-1ဆိုတဲ့ရလဒ်နဲ့အတော်လေးဖိအားပေးခဲ့တာပါအဲ့ဒီချိန်မှာဒါချီပါကိုထပ်ပေးလိုက်ရရင်အာဂျင်တီးနားရဲ့အုပ်စုပထမနေရာဟာလှုပ်ခတ်သွားနိုင်ပါသေးတယ်ဒါပေမဲ့ပွဲချိန်မိနစ်80မှာတော့မက်ဆီကကမ္ဘာအဆင့်အဆုံးသက်စွမ်းရည်နဲ့တတိယအနိုင်ဂိုးကိုသွင်းယူပေးခဲ့လို့သာအာဂျင်တီးနားတို့စိတ်အေးလက်အေးနဲ့အုပ်စု G ရဲ့အုပ်စုပထမနေရာကိုတေချာပေါက်ရယူပြီးတော့ round of 32ရှုံးထွက်အဆင့်စီကိုတလန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်ရိုနယ်ဒိုကလည်းပေါ်တူဂီအသင်းကို PR တွေကြားကနေချိန်ချင်းကဲတင်ခဲ့ဘူးတဲ့သူရဲကောင်းတစ်ယောက်ပါဒါပေမဲ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်ရှုံးထွက်အဆင့်တွေမှာဒီအသင်းကိုဂိုးဖန်တီးမှုတွေနဲ့ဥဆောင်မှုအပိုင်းမှာတော့မက်ဆီကကာတာကမ္ဘာဖလားကလေးကလက်ရှိအချိန်ထိပို့ပြီးတက်ရောက်မှုရှိနေတာကိုအားလုံးအမြင်ပဲဖြစ်ပါတယ်ကဲအနှစ်ကျော်ရင်တော့မနေ့ကဂျော်ဒန်နဲ့ပွဲရမက်ဆီရဲ့သွင်းကိုနဲ့9ပွဲစတိုက်စံချိန်ဟာရိုနယ်ဒိုနဲ့မက်ဆီတို့ရဲ့ဂိုးလူပွဲကိုပုံမကျိတ်နဲ့ရှိစေခဲ့တယ်လို့မက်ဆီကိုတမိုင်းတစ်လျှောက်ကမ္ဘာဖလားရဲ့အေဂရစ်အဖြစ်ပို့ပြီးတော့ခိုင်မာသွားစေခဲ့တာအမှန်ပါပြည်သက်တို့ဘယ်လိုထင်လဲမက်ဆီရဲ့ဒီ9ပွဲစတိုက်ကမ္ဘာဖလားမဟာစံချိန်ကိုရိုနယ်ဒိုကပြန်လဲချိုးဖျက်နိုင်မှာမလားဒါမှမဟုတ်မက်ဆီဟာတမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်လုံးဝအတီးဖြစ်သွားပြီလားအမြင်လေးတွေကိုကွန်မန့်မှာရေးပေးသွားခဲ့ကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးဗျာနောက်ထပ်ကမ္ဘာဖလားသတင်းတူးတွေနဲ့စံချိန်တွေကိုဆက်လက်တင်ဆက်ပေးသွားပါအောင်မယ်အားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ